တိုက်ဆက်များစုကဘာလို့အိမ်တော်ရဲ့ချစ်ရင်ကံမကောင်းတာလဲကံကောင်းအောင်ဘာလေးတွေပြုလုပ်ရမလဲကျူကျူနားဆင်နေကြတဲ့ပြည်သက်တွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့တိုက်အကြောင်းတီလို့သူတွေမမြဲတဲ့အကြောင်းတရားတွေကိုသိဖို့အတွက်ကျွန်တော်ဆိုင်းကွန်ဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာတိုက်ဆက်များစုဟာတိုက်ကမောင်နှမမိဘတွေရဲ့ထိန်ထိန်ဆောင်ရှောက်မှုအောက်မှာနေထိုင်ကြရတယ်တိုက်ဆက်တွေကတိုက်ကနေလူပြည်တို့အကြောင်းအရာအမျိုးမျိုးနဲ့လာတဲ့အခါအပျော်ပါမတ်ဖို့လင်ယူတောင်းဝေးဖို့မဟုတ်ပဲသဒနာပြုကြရမယ်အလူအတန်းတွေပြုလုပ်ကြရမယ်မိမိရှိခဲ့ဘူးတဲ့ထားခဲ့ဘူးတဲ့ကျေးဇူးအကြွေးတွေကိုဆက်ဖို့ရန်တိုက်မှာကြံခဲ့တဲ့ဇေတော်မျိုးတော်တွေကိုမေတ္တာပို့ပေးအမြပေးဝေကြရန်စားတဲ့အကြောင်းအရာမျိုးမျိုးနဲ့လာကြရတယ်တချို့တိုက်ဆက်တွေဆိုရင်ဘဝဆက်ဆက်ကအထုံပါရမီတွေကြောင့်မွေးဖွားလာပြီးထူးခဲ့တဲ့တာဝန်ဝတ္တရားတွေကိုထမ်းရွက်ရတယ်။ထို့သူတွေဟာအိမ်တော်ရသားပြဖို့မပြောနဲ့ချစ်သူရည်စားထားရင်ပင်မမြဲတာအထားခံရတာစသည်အထိဖြစ်ပေါ်နိုင်တယ်။အပေါင်းအသင်းပင်ရှားတတ်ကြတယ်။ဒီနေရာမှာအပေါင်းအသင်းရှားတယ်ဆိုတာကိုကမကောင်းတာမဟုတ်ပဲသူတို့ကအစိတ်မမှန်တာမိမိကတဦးတည်းနေကျင်တာလည်းဖြစ်နိုင်တယ်။ထို့သူတို့ဟာတိုက်မှာထားရှိခဲ့တဲ့ဂရိတာဝန်တွေကိုတဦးတည်းသို့မဟုတ်မိမိအဆက်အနွယ်ပဋ္ဌာန်းဆက်များနဲ့တော်၎င်းခုနှစ်သားသမီးကဲခြင်းတသနာကိစ္စများကိုပြုလုပ်ကြရတယ်။အရှိုးတိုက်ဆက်တွေကြားတိုက်မှာချစ်သူကြီးစားအိမ်တော်ဘက်များကြံခဲ့တဲ့အခါထိုအိမ်တော်ဘက်ချစ်သူကြီးစားများကအိမ်တော်မပြုတ်ရန်ချစ်သူမထားရန်အမျိုးမျိုးနှောက်ယှက်ကြတယ်။အိမ်တော်ပြုတ်ပြီးရင်လည်းကွဲကွာအောင်ထိနှောက်ယှက်တတ်ကြတယ်။တိုက်ဆက်အများစုဟာအတိတ်ဘဝကပြုလုပ်ခဲ့တဲ့ဂတိတွေစုထူးပန်ခဲ့ကြတဲ့သူတွေများကြလို့မိမိထားရှိခဲ့တဲ့ဂတိတွေနဲ့အထက်ပုဂ္ဂိုလ်တွေချမှတ်ပေးတဲ့ကျင့်စဉ်တွေခိုင်းစေမှုတွေရှိကြတယ်။ဒါကြောင့်အနှောင်အဖွဲ့တွေဖြစ်စေမဲ့အရာမှန်သမျှကိုမထားခိုင်းတာထက်ကင်းစင်စေပြီးကိုယ့်အကြောင်းကိုသိစေချင်တာဖြစ်တယ်။ထို့ထဲမှာအိမ်အောင်ပြုခြင်းချစ်သူရည်စားထားခြင်းဟာအဓိကပေါ့။ထိုအထဲမှာကမှမိမိကအတိတ်မှာချစ်သူအိမ်အောင်ဘက်တွေကြံခဲ့ရှိခဲ့ရင်ပို့ဆိုနိုင်ပါတယ်ဒီလိုကိစ္စတွေမသိပဲအိမ်အောင်ပြုကြတော့ကွဲကြကွာကြအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ကြရစိတ်တွေပင်ပန်းရစိတ်ဆင်းရဲရအားလုံးကောင်းနေပေမဲ့ဒိုးတူပေါင်းဖက်အသက်ကြီးတီထိအတူမနေရတာတွေမိမိကကိုစိတ်မပါတော့တာတွေအိမ်အောင်ရေးဒုက္ခမသားရသည့်အထိဖြစ်ပေါ်နိုင်တယ်တချို့ကြောင့်မိမိကိုတိုက်ဆက်မှန်းတည်တယ်အိမ်အောင်ရေးကံမကောင်းမှန်းလဲတည်တယ်ပြူကြတဲ့သူများလည်းရှိကြပါတယ်ဒီနေရာမှာစိတ်ဆွဲဖို့ပြောချင်တာမဟုတ်ပဲဖြစ်နိုင်တဲ့အချက်လက်တွေကိုနားလည်သဘောပေါက်အောင်ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့အခြားတိုက်ဆက်များကြောင့်အိမ်အောင်ရေးဒုက္ခကောင်းတဲ့သူတို့တွေကများသောအားဖြင့်အချိန်မလွန်ခင်မှာပြုလုပ်ထိုက်တာကိုပြုလုပ်ကြတာဖြစ်တယ်လို့အိမ်အောင်ဘက်ကမိမိနဲ့ဘဝတစ်ခုခုကကောင်းတဲ့အဆက်အနွယ်မှုရှိနေသောကြောင့်လည်းဖြစ်နိုင်တယ်ဒုပေမဲ့ရှားကြပါတယ်တိုက်ဆက်တွေအိမ်အောင်ရေးအချစ်ရေးကံကောင်းအောင်ပြုလုပ်ကြတဲ့အရာတချို့ကိုပြောပြချင်ပါတယ်ခင်ဗျာနံပါတ်1အိမ်တော်ဘက်ကတိုက်ပုဂ္ဂိုလ်တွေအပေါ်မယုံကြည်ပေမဲ့မိမိအပေါ်နားလည်မှုပေးခြင်းနံပါတ်2အိမ်တော်ဘက်ကတိုက်ပုဂ္ဂိုလ်တွေအပေါ်ယုံကြည်ခြင်းမေတ္တာပို့ပေးခြင်းနံပါတ်3အိမ်တော်ပြုပွဲတောင်းခံခြင်းအတိပေးပွဲပေးခြင်းနံပါတ်4အိမ်တော်ပြုပေမဲ့မိမိတာဝန်နဲ့ဂရုတွေကိုပြုလုပ်ပါမယ်အတိတ်ကဆွေတော်မျိုးတော်များကိုအမြဲတရရတိုင်းမေတ္တာပို့အမြဘဝိမီဟုသောဂတိပေးခြင်းနံပါတ်5ယခုဘဝကစားဘဝဆက်ဆက်ကခင်မွန်ကြီး10ပါးကိုဥထိတ်ထား၍ဆွေတော်မျိုးတော်တွေအတွက်ရည်စူးပြီးတစ်နှစ်တစ်ခါကုသိုလ်ပြုပေးခြင်းနံပါတ်6မိမိရဲ့ဆွေတော်မျိုးတော်ပဋ္ဌာန်းဆက်များရဲ့ကိုးစားမိမိကအဋိဋ္ဌံဝင်ပေးခြင်းနံပါတ်9မိမိရဲ့ဆွေတော်မျိုးတော်တွေရဲ့ကိုးစားခုနှစ်သားသမီးအကျိုးတည်ပို့ပေးခြင်းတသနာတော်ကြီးအတွက်အထောက်အပံ့ဖြစ်စေခြင်းနံပါတ်9မိမိရာအတိတ်ကချစ်သူအိမ်တော်ဘက်များရှိခဲ့ပါက၎င်းတို့အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုနဲ့လှုပ်တဲ့လှုပ်လိုက်တာလေးတွေကိုပြုလုပ်ပေးခြင်းထိုအချက်တွေပြုလုပ်ပါကတိုက်ဆက်တွေရဲ့အိမ်တော်ရဲ့ချစ်ရေးဟာအစဉ်ပြေလာနိုင်ပါတယ်ဒါကတော့တိုက်ဆက်များစုဘာလို့အိမ်တော်ရဲ့အချစ်ရေးကံမကောင်းတာလဲဆိုတဲ့ခေါင်းစဉ်အောက်မှာပြောပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာမိမိတို့သည်ရာခဲလာသောလူဘဝကိုရရှိခဲ့ပြီးမိမိတို့ပြုလုပ်ထိုက်တာကိုပြုလုပ်၍
မိမိတို့သွားလို့ရဗုဒ္ဓနာအတီးတီးကိုအသိဉာဏ်ရှိရှိနဲ့ရွေးချယ်နိုင်ပါကြောင်းပြောရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်ပြစေခင်ဗျာခုနှစ်နှစ်နဲ့ရှစ်နှစ်ဘွားသားသမီးတို့သည်ယနေ့ယခုချိန်မှစ၍စိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံ၍နေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ